ကျေးဇူးမဟုတ်တဲ့ပြည်သူတွေကိုမြန်မာမစီအောင်တပတ်လောက်စီအောင်လည်းရပါတယ်ပြည်သူတသိန်းနဲ့အခြေခံဥပဒေ2008ရှောင်းပြီးပြင်မှုဆန္ဒထုတ်ဖို့ပဲတသိန်းနဲ့သိရင်ပြည်သူတသန်းနဲ့ဆန္ဒထုတ်ဖို့မယ်တသန်းနဲ့သိရင်တနိုင်ငံလုံးထွက်ပြီးတော့မှနော်2008အခြေခံဥပဒေပြင်မှုစထုတ်ဖို့မယ်ပြင်ပေးမလားပြင်ပေးမလားပြင်ပေးမဆိုရင်ဝန်ကြီးဆိုရတို့ဒီကဘာမှမဟုတ်ဘူးအသေးဖွဲလေးပါဖြောက်နေမကောက်ဘူးနော်ရှိတာတော့မှအကုန်လုံးနော်နိုင်ငံတော်လှူသွားနေမှာလေပိုင်ဆိုင်မှုတွေရှိတာတွေနော်မဖြစ်တော့သေးပါလှူသွားနေမှာလေစိန်ခေါ်ပါတိတ်ခေါ်ပါလေစိန်ခေါ်ပါတိတ်ခေါ်ပါလေစိန်ခေါ်ပါတိတ်ခေါ်စိန်ခေါ်ပါတိတ်ခေါ်ပါလေဒီပြက်သားတဲ့စိန်ခေါ်ချက်ကိုကြွေးကြော်ခဲ့သူကတော့မြန်မာစစ်တပ်ဖွာဗိုလ်မှူးချုပ်ဟောင်းသူရဘွဲ့ရစစ်သားဟောင်းတအုပ်ဖြစ်တဲ့သူရဦးအောင်ကိုပဲဖြစ်ပါတယ်။သူ့ရဲ့စိန်ခေါ်ချက်ဟာအာဏာရှင်တွေအတွက်တော့စူးတချောင်းအလားဘလူးဖုတ်ပိတ်တာတွေကြောက်တဲ့ဂါရာအလားခံရခတ်မှတေးကြပါတယ်။ဒါကြောင့်လဲ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မနက်ခင်းအာဏာသိမ်းမှုဖြစ်စဉ်မှာသူဟာပထမဆုံးဖမ်းဆီးခံရတဲ့ပြစ်မှတ်တွေထဲမှာပါဝင်ခဲ့ပါတယ်။တိုက်တစ်အခန်းတစ်အကျယ်8ပေ12ပေရှိတဲ့ဝါချင်းချင်းအယောင်တုတ်ထားတဲ့အခန်းငယ်တစ်ခုထဲမှာအသက်84နှစ်အရွယ်ဝင်ကြီးဟောင်းတဦးဘလို့များအကျဉ်းဆန်ခဲ့ရပါသလဲ။ဘာကြောင့်စစ်တပ်ကသူ့အပေါ်ဒီလောက်အထိရန်ညှိုးကြီးခဲ့ရတာလဲ။ဒီမှတ်တမ်းမှာတော့သူရဦးအောင်ကိုရဲ့ဘဝခရီးအငင်းပွားပွဲရာဖြစ်ရတွေသူယုံကြည်တဲ့လမ်းကြောင်းအတွက်ပေးဆက်ခဲ့ရမှုတွေကိုအသေးစိတ်တင်ဆက်သွားမှာဖြစ်ပါတယ်။80ပြည်တက်တဲ့ဆေးပြမှုပါဝင်ချစ်ခဲ့ကြတဲ့ဆေးပြမှုကြီးသူရဦးအောင်ကိုဟာမန္တလေးတိုင်းကြောက်ပတောင်းဇာတိစစ်တက္ကသိုလ်ပတ်စဉ်17ဆင်းဖြစ်ပါတယ်သူရဦးရွှေမန်းနဲ့တပတ်စဉ်တဲ့ဆင်းဒီစစ်ဗိုလ်ချုပ်ဟာစစ်မှုထမ်းသက်28နှစ်အတွင်းရှေ့တန်းတိုက်ပွဲတွေကြောင့်သူရဘွဲ့ရခဲ့တယ်လို့စစ်တပ်မှလည်းဗိုလ်မှူးချုပ်အဆင့်တီတာဝန်ထမ်းဆောင်ခဲ့သူပါ1998ခုနှစ်မှာစစ်တပ်ကအနားယူပြီးနောက်ဦးသန်းရွှေစစ်အစိုးရလက်ထက်မှာပဲသာသနာရေးဒုဝန်ကြီးအဖြစ်စတင်တာဝန်ယူခဲ့ပါတယ်ဥရောပသမဂ္ဂရဲ့ပိတ်ဆို့အရေးယူခံရတဲ့မြန်မာအစိုးရအဖွဲ့ဝင်တွေထဲမှာတအုပ်အပါဝင်ဖြစ်ခဲ့တယ်လို့2009ခုနှစ်မှာဩစတြေးလျရဲ့ပိတ်ဆို့မှုကိုလည်းခံခဲ့ရပါတယ်။သိပ္ပံနဲ့နည်းပညာဒုဝန်ကြီးတာဝန်တွေကိုလည်းထမ်းဆောင်ခဲ့မှုပါတယ်။2010ရွေးကောက်ပွဲမှာတော့ရှင်းပြည်နယ်ကပ်ပတ်လက်မြို့နယ်အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကြံခိုင်ရေးပါတီကနေအရွေးခံခဲ့ရပြီးလွှတ်တော်နိုင်ငံရေးတွေကိုရှေ့ဆောင်ပြစ်ဝင်ရောက်လာခဲ့ပါတယ်။ကြံခိုင်ရေးပါတီဗဟိုကော်မတီအဖြစ်ကနေပါတီဥက္ကဋ္ဌသူရဦးရွှေမန်းလက်ထက်မှာပါတီအတွင်းရေးမှုအထိယာတုတိုးမြင့်ခဲ့ပါတယ်။ဒါပေမဲ့2015ခုနှစ်ဩဂုတ်လ12ရက်နေ့မှာသမ္မတဦးသိန်းစိန်နဲ့ကာချုပ်မင်းအောင်လှိုင်တို့ပူးပေါင်းပြီးကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်းကိုဖျောက်ချခဲ့တဲ့အာဏာလူပွဲမှာသူရဦးအောင်ကိုဟာလည်းဦးရွှေမန်းနဲ့အတူပါတီကနေထုတ်ပယ်ခံလိုက်ရပါတယ်။စစ်တပ်မှဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးတဲ့စစ်ဗိုလ်ချုပ်တွေကိုတစ်စဖောင်းလို့သတ်မှတ်လေးရှိပါတယ်။ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူတို့နှစ်ဦးကိုစစ်တပ်ကအညှိုးထားခဲ့ကြပါတယ်။ဒီလိုဆက်ဆံရေးကောင်းမွန်တဲ့အတွက်လည်း2015ရွေးကောက်ပွဲအပြီး NLD အစိုးရဖွဲ့တဲ့အခါမှာသူရဦးရွှေမန်းကိုပြည်သူ့လွှတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ပေးခဲ့တယ်လို့သူရဦးအောင်ကိုလည်းသာသနာရေးနဲ့ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီးအဖြစ်အသီးသီးခန့်အပ်ခဲ့ပါတယ်။သူရဦးအောင်ကိုဝန်ကြီးဘဝမှာထူးခြားတဲ့ဖြစ်ရပ်တွေစက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ပါတယ်။သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒဖော်ထုတ်ပွဲကိုဒီကနေ့ဝန်ကြီးဘဝမှာသူရဦးအောင်ကိုလှုပ်ဆောင်ခဲ့တဲ့အကြီးမားဆုံးနဲ့စိန်ခေါ်မှုအရှိဆုံးအလုပ်ကတော့စစ်တပ်ကြောထောက်နောက်ခံပြုအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မဘာသာကို2019ခုနှစ်မှာဖျက်သိမ်းလိုက်တာပါဒီလိုဖျက်သိမ်းရတဲ့အဓိကအကြောင်းရင်းကတော့မဘာသာအဖွဲ့ဟာတန်ခါစည်းမျဉ်းတွေနဲ့မညီဘဲတရားမဝင်ဖွဲ့စည်းတာဘာသာရေးကိုအခြေခံပြီးလူမျိုးရေးပြိပက္ခတွေဖြစ်ပေါ်လာအောင်လှုံ့ဆော်တာနဲ့အစိုးရအပေါ်ရုပ်ရင်းကြမ်းတမ်းစွာတိုက်ခိုက်တာတွေကြောင့်ဖြစ်တယ်လို့ဦးအောင်ကိုကမြန်မာနောက်နဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်သမ္မတယူသိစိန်တဲ့ထက်2019ခုနှစ်မှာစတင်ဖွဲ့စည်းတာလို့ပြောခဲ့ပါတယ်1980ပြည့်နှစ်မြန်မာနိုင်ငံခိုင်မုံစုံတန်ခါအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရမြန်မာနိုင်ငံမှာသူတမရွှေကျင်အစရှိတဲ့ဂိုင်းကြီးကိုဂိုင်းရံတွဲပြီးမှအခြားဂိုင်းခွဲများဂိုင်းသိများမဖွဲ့စည်းရမတည်ထောင်လို့ဆိုတဲ့ခုနပေါ့လေတန်ခါအခြေခံစီမင်းမှာကန့်သက်ချက်ရှိခဲ့ပါတယ်အဲ့ဒီຢာတွေကပဲမဘာသာဖွဲ့ဖို့ပေါ့လေခုန
လူမှုရေးအဖွဲ့လူနောက်နိုင်ငံရေးအဖွဲ့လူနဲ့ဖွဲ့ခဲ့တာရှိပါတယ် သူတော်ဦးအောင်ကိုတာဝန်ယူရတဲ့ဝင်ကြီးဌာနကလိုအပ်တာတွေကိုမှတ်တမ်းတင်စောင့်ကြည့်ပြီးနိုင်ငံတော်တန်ခါမဟာနာယကမဟာနာစီတင်ပြခဲ့ပါတယ်။ဘာသာရေးအစွမ်းရောက်မှုတွေဟာသာသနာကိုညှိုးနှွမ်းစေတယ်လို့သူကပြပြတတ်ယုံကြည်ခဲ့ပါတယ်။ဓမ္မစက်နဲ့အရေးယူရမှာလဲသူကအခရာကျခဲ့သူပါ ပေါ့နဲ့ရှောက်သွားဖို့တော့ပဲဆရာဒီကြားနဲ့နိုင်ငံသားတွေတွေ့ရင်ဖင်ရရမ်းနေလေဒါတော့သင်ရနေတဲ့ဟာကြီးကိုသမဂတည်နေသေးသိရောကိုပဲပြောလို့နိုင်တာဟိုကျိုးလိုတဲ့နိုင်ငံသိချာပါ ဘာသာရေးတိုက်ခိုက်မှုတွေနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့နေရာမှာဖုံးကြီးဝီရသူပြီးရင်ဒုတိယလိုက်သူဒုဗိုလ်မှူးကြီးဟောင်းဘူလက်လဆွေတို့2019ခုနှစ်မှာအမှုဖွင့်ခံခဲ့ရပါတယ် ကဲဒေါ်စုကြည်ဆိုတာကလည်းဘာရည်ရှင်းရှိလို့လဲ သူတို့နှစ်ဦးဟာအဖမ်းမခံပဲတနစ်ကြော်ကြာထွက်ပြေးတိမ်းချောင်နေခဲ့လို့တရားခံပြေးအဖြစ်ဖာဝရန်ထုတ်ခံခဲ့ရပါတယ်ဒီဖြစ်ရပ်နဲ့ပတ်သက်လို့သာသနာရေးဝန်ကြီးသူတော်ဦးအောင်ကိုကရဲတပ်ဖွဲ့ကသူတို့ကိုမဖမ်းဆီးနိုင်တာဟာအစိုးရလက်အောက်မှာပြည်ထရေးဝန်ကြီးဌာနမရှိလို့ဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ပါတယ်ဒီစကားကစစ်တပ်ကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပြီးစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ဇော်မင်းထွန်းကသူ့ကိုအရေးယူပေးဖို့အစိုးရကိုလူသိရှင်ကြားတောင်းဆိုခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်ဒီနေရာမှာမြန်မာစစ်အာဏာရှင်တွေအာဏာကိုကြာစုပ်ကင်ထားနိုင်ဖို့အသုံးပြုလို့ရှိတဲ့အမျိုးဘာသာသာသနာဆိုတဲ့လက်နက်အကြောင်းအနှဲငယ်ရှင်းပြခြင်းပါတယ်ဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ရှင်တာထက်သူတို့အာဏာတည်မြဲရေးအတွက်ပြည်သူကိုသွေးခွဲဖို့နဲ့ရန်သူအတွက်ရန်သူဖန်တီးဖို့လက်နက်တစ်ခုအနေနဲ့စနစ်တကျသုံးစွဲခဲ့တာကိုအာဏာရှင်အဆက်ဆက်ကိုကြည့်ရင်သိနိုင်ပါတယ်။ဘာကြောင့်ဒီလိုလုပ်ရတာလဲ။အယိုးရှင်းဆုံးပြောရရင်စစ်ဗိုလ်ချုပ်တွေဟာပြည်သူကတင်မြှောက်ထားတဲ့သူတွေမဟုတ်ပါဘူး။အဲ့ဒီတော့သူတို့မှာတရားဝင်မှုဆိုတာမရှိပါဘူး။ဒါကိုဖုံးဖို့အတွက်သူတို့ကငါတို့ဟာအမျိုးဘာသာသာသနာကိုစောက်ရှောက်နေတဲ့သူတွေဆိုတဲ့ပုံရိပ်ကိုလူလူကြားတဲ့ရိုက်သွင်းရပါတယ်။ပြည်သူတွေကသူတို့အပေါ်မကျေနပ်ချက်တွေပြင်းထန်လာပြီးဆိုရင်တော့ဘာသာခြားတွေကငါတို့ဘာသာကိုဝါမြူတော့မယ်ဘာသာပြောက်တော့မယ်သာသနာပြောက်တော့မယ်ဆိုတဲ့ကြောက်စိတ်ကိုဖန်တီးပြီးသူတို့အပေါ်မကျေနပ်ချက်တွေကိုဘာသာရေးအကြောင်းပြပြီးအာယုံလွှဲကြပါတယ်ဒီတော့သူတို့ဘလို့တွေလောက်ခဲ့ကြပါသလဲနေဝင်းခေတ်ကနေဒီနေ့အထိကြည့်မယ်ဆိုရင်သူတို့သုံးတဲ့ပုံစံတွေကစင်တူပါတယ်ပထမဆုံးကတော့သာသနာဒါယကအဖြစ်ဟန်ဆောင်တာပါနေပြီးတော့မှဖရာအကြီးကြီးတွေတဲတယ်တန်ဃာတော်တွေကိုဘွဲပေးပြီးမီဒီယာတွေမှာအကျယ်တဝင့်ပြတယ်ငါတို့ဟာမင်းကောင်းမင်းမြတ်တွေဖြစ်တယ်လို့ပြဖို့အတွက်ပါနောက်တစ်ဆင့်ကတော့ဘာသာရေးအစွန်းရောက်အဖွဲ့တွေကိုမြေတောင်မြှောက်ပေးတာပါဦးသိန်းစိန်ခေတ်မှာမဘာသာလိုအဖွဲ့မျိုးတွေကိုနောက်ွယ်ကနေထောက်ပံ့ပြီးမျိုးဆောင်ဥပဒေတွေကိုအတင်းပြဋ္ဌာန်းခဲ့ပါတယ်ဒါကဘာသာကြားတွေကိုရန်သူလို့မြင်လာအောင်လုပ်ပြီးပြည်သူတွေကြားမှာသွေးခွဲလိုက်တာပါပဲ UN အစည်းအဝေးခန်းဆောင်တွေမှာလည်းစစ်တပ်ဟာဆိုရှယ်မီဒီယာကိုသုံးပြီးအမုန်းစကားတွေဘယ်လိုဖြန့်ခဲ့တယ်ဆိုတာသက်သေအထောက်အထားတွေနဲ့ဖော်ပြထားပါတယ်အာဏာသိမ်းပြီးနောက်မှာတော့ဒီဗျူဟာကပိုပြီးတော့တောင်ဆိုးလာပါတယ်ဒေါ်လာရေးလုပ်နေတဲ့လူငယ်တွေကိုဘာသာမဲ့တွေလို့ပုံဖြတ်လာပါတယ်ဖះเจ้าကန်တွေကိုဖျက်ဆီးနေသူတွေအဖြစ်ဝါဒဖြန့်လာပါတယ်အမျိုးသားရေးဝါဒီတွေကိုလက်နက်တပ်ဆင်ပေးပြီးပြူစောတီးဆိုတဲ့နာမည်နဲ့ကိုပြည်သူအချင်းချင်းပြတ်တက်ခိုင်းနေတာဟာဘာသာရေးကိုလက်နက်အဖြစ်အသုံးချတဲ့အဆိုးဆုံးတာရကပါပဲစစ်အာဏာရှင်တွေအတွက်ဘာသာရေးဆိုတာသူတို့အာဏာတည်မြဲဖို့အတွက်သုံးတဲ့နိုင်ငံရေးဒိုင်းတစ်ခုသာဖြစ်ပါတယ်သူတို့မှာတကယ်စေတနာဆိုတာထက်ဘာသာရေးရဲ့အာဏာချက်ကိုအသုံးချပြီးပြည်သူတွေကိုထိန်းချုပ်ဖို့စ조사နေကြတာပါဒီလိုရှေ့ရလက်ရတွေကိုကိုယ်တိုင်မြင်ခဲ့သိခဲ့တဲ့စစ်သားတစ်ပိုင်းဝင်ကြီးဦးအောင်ကိုစစ်တပ်ကအညှိုးထားခဲ့တစ်စဖောက်လို့တတ်မှတ်ခဲ့တာဟာလည်းအစမ်းတော့မဟုတ်ပါသူကလည်းပြည်တော်စုဝင်ကြီးဘွားမှာဘာသာအဖွဲ့ကိုဖျက်သိမ်းတာဖျားစီဒီတွေမှာကန်ထိုက်အလူခံစနစ်ကိုဖျက်သိမ်းတာဘီလီယံရှိတဲ့အလူငွေတွေကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်နဲ့သွင်းတာဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်တာတွေဟာအမျိုးသားရေးနဲ့ဘာသာရေးကိုလက်နက်တစ်ခုတစ်ပွဲအစဉ်အဆက်အသုံးပြုခဲ့တဲ့စစ်တပ်အတွက်မျက်မှောင်းကျိုးစရာဖြစ်ခဲ့ပါတယ်ရပြီလို့ကတတိယမြတ်စနစ်နဲ့သာဝတိပြောင်းဒီတဲ့အချိန်မှာအစိုးရဘာသာရေးတစ်ခုကပုံမှန်လင်းပြောဆိုတတ်တဲ့သူတော်ဦးအောင်ကိုရဲ့ဝင်ကြီးသက်တမ်းဟာချီးကျူးမှုတွေရှိခဲ့တယ်လို့အငင်းပွားပွဲရာကြရက်ရိုက်မှုတွေနဲ့လည်းကင်းကွာမနေခဲ့ပါဘူးပထမဆုံးကြရက်ကတော့2018ခုနှစ်နိုဝင်ဘာလအတွင်းကရင်ပြည်နယ်ဗန်မြို့ကမြိုင်ချင်းကိုဆရာတော်ရဲ့ဖုံးမြော်ပွဲမှာပြောကြားခဲ့တဲ့စကားပါဘင်္ဂလားဒေ့ရှ်ဘက်ကိုရောက်နေတဲ့မွတ်စလင်တွေနဲ့ပတ်သက်ပြီး၎င်းကအစွန်းရောက်ဘာသာကြီးတစ်ခုလို့သုံးနှုန်းခဲ့တာကြောင့်ဘာသာဝင်အတိုင်းအဝိုင်းနဲ့နိုင်ငံတကာအကြားဝေဖန်မှုတွေအပြင်းထန်ဖြစ်ပေါ်ခဲ့ပါတယ်ဒီအတွက်နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်းသူ့ကိုခေါ်ယူတတိပေးမှုတွေလုပ်ခဲ့ရပါတယ်နောက်ထပ်ထူးခြားတဲ့ပြောစကားတစ်ခုကတော့အဲ့ဒီအချိန်ကရှေးအောင်ဖျားစီဒီတွေကိုစနစ်တကျထာပနာဖောက်ခံနေရတဲ့ကိစ္စပါဒီဖြစ်စဉ်တွေကရိုးရိုးခိုးယူမှုတွေမဟုတ်ဘဲနိုင်ငံရေးပယောဂတွေပါဝင်နေတယ်လို့သူကဝေဖန်ခဲ့တာပါ
နိုင်ငံတော်တည်ငြိမ်မှုပြတ်ပြားအောင်နဲ့ဘာသာရေးကြရက်တွေထလာအောင်နောက်ွယ်ကနေစနစ်တကျဖန်တီးနေတာလို့သူကဆိုလိုခဲ့တာဖြစ်ပါတယ်ဒီလိုပွင့်လင်းတဲ့ဝေဖန်ချက်တွေစစ်တပ်နဲ့ပြည်ထရေးကိုထိခိုက်တဲ့မှတ်ချက်တွေဟာသူ့အတွက်တော့မိတ်ဆွေထက်ရန်သူကိုပုံများစေခဲ့ပြီးနောက်ဆုံးမှာစစ်တပ်နဲ့စစ်ကောင်းဆောင်တွေရဲ့နိုင်ငံရေးအာဏာဖီမှုအနေနဲ့အင်းစိန်ထောင်တဲ့အကျဉ်းချခံလိုက်ရပါတော့တယ်2021ခုနှစ်ဖေဖော်ဝါရီ1ရက်အာနာသိန်းနဲ့မနက်ခင်းမှာတင်သူတော်ဦးအောင်ကိုအဖမ်းခံခဲ့ရပါတယ်စစ်ကောင်စီကသူ့ကိုအာဂတိလိုက်စားမှုပုံမှန်55နဲ့အမှုဖွင့်ခဲ့တာပါရွှေပကံ20ကျပ်သားရယူတယ်ကားတစ်စီးလက်ခံတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပါဒါပေမဲ့သူနဲ့နှီးစပ်တဲ့သူတွေကတော့ဒါဟာလောက်ကျန်ဆွဆွဲချက်တွေသာဖြစ်ပြီးရွှေပကံဟာဒေါအောင်ဆန်းစုကြည်တည်ထားတဲ့ဈေးဒီမှာလှူဖို့ဖြစ်ကြောင်းနဲ့ကားမှာလည်းသမီးဖြစ်သူအရေးကြဝယ်စည်းတဲ့ကားသာဖြစ်ကြောင်းတပ်တွေအကိုင်းမှာပြနိုင်ခဲ့ပါတယ်ဒါပေမဲ့အာနာရှင်ဆိုတာသူတို့မျက်မုံးကျိုးရင်ရဟန်းတန်ကမရွေးလူပုတ်ကိုကြီးငယ်မရွေးထောင်သွင်းအကျဉ်းချတတ်လေတော့ခွေးမိကောက်ကိုကြည်တော့ဆွလို့ဖျောက်ရှင်ဖျောက်ပါလိမ့်မယ်စစ်အာဏာရှင်တို့ရဲ့ဇေယိုက်ဆိုးကတော့တီးတာတောင်မပြောက်ပါဘူးအင်းစိန်ထောင်ထဲမှာတော့သူဟာကျမကြီးချုပ်ရင်းလာခဲ့ပါတယ်တရားနဲ့ယောဂနဲ့စီးကြိုယောဂခံစားနေရပေမဲ့တောက်နေကြဆေးဝါးကိုတော့လုံလုံလောက်မရခဲ့ပါဘူးထောင်လက်ဆွဲဆေးတော်ကြီးလို့တင်စားခေါ်ဝေါ်ကြရတဲ့ပါရာစီတမော့စီဘစ်အမော့ဆလင်ဘာမီတွန်စတဲ့ဆေးလေးမျိုးကလွဲလို့တခြားဘယ်ဆေးဝါးကုန်မှမရရှိခဲ့ကြောင်းလည်းသိရပါတယ်ခန္ဓာကိုယ်ဟာတိတိတသာပိန်ကျသွားပြီမဲ့လို့သူ့ရဲ့စိတ်ဓာတ်ကတော့မလျော့ခဲ့ပါဘူးသူဟာသူ့အကြောင်းထက်အပြင်မှာတိုက်ပွဲဝင်နေတဲ့လူငယ်တွေကိုကျေးဇူးတင်ကြောင်းအားပေးစကားတွေကိုပဲပြောလို့ရှိသူပါသူ့ရဲ့ပုဂ္ဂလိကခံစားချက်နဲ့ကျွန်တော်တို့ဘာတစ်ခုမှမပြောဘူးသူကဘယ်လိုပြောမလဲအားတင်ထားဖို့မကြခင်မှာဒီဗီဒီယိုတပေးဖို့အခြေအနေတွေရှိလာနိုင်တယ်ဒါကြောင့်မလို့အားတင်ထားကြပါငါတို့စိတ်မပြတ်ကြပါနဲ့ငါတို့စိတ်မပြတ်ပါနဲ့ဆိုပြီးတော့သူကကျွန်တော်တို့ motivate လုပ်ပေးပါတယ်သူကိုစစ်ကောင်စီကထောင်ဒဏ်12နှစ်ချမှတ်ခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကပြစ်ဒဏ်ချတဲ့နေ့မှာပဲမင်းအွန်လိုင်းကထောင်ဒဏ်တဝက်ရှော့ပေါ်ပေးခဲ့ပါတယ်ဒါဟာနိုင်ငံရေးအရာအမျက်ထုတ်မှုလို့ဥပဒေပညာရှင်တွေကသုံးသပ်ကြပါတယ်2023ခုနှစ်ဇန်နဝါရီလ3ရက်နေ့သူတော်ဦးအောင်ကိုရဲ့85နှစ်ပြည့်မွေးနေ့မတိုင်ခင်တရက်မှာသူဟာအကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်85နှစ်မြောက်စံရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်စစ်အာဏာရှင်ရဲ့လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကသူ့ကိုနေအိမ်အထိလိုက်လံပို့ဆောင်ပေးခဲ့တာဟာလွတ်မြောက်မှုဆိုတာထက်စောင့်ကြည့်ကန်နေအိမ်အကျဉ်းပုံစံမျိုးပြောင်းလဲလိုက်တာလားဆိုတာစဉ်းစားစရာပါရန်ညိုးတွေနဲ့စတင်ခဲ့တဲ့အကျဉ်းဆန်ဘဝဟာနှစ်နှစ်နီးပါးအကြာမှာတော့ဒီလိုနည်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်သူတော်ဦးအောင်ကိုဟာစစ်ဘက်နဲ့အရက်ဘက်အုပ်ချုပ်ရေးရန်ဒရာနှစ်ခုစလုံးမှာထိပ်တန်းရာထူးတွေရခဲ့ဘူးသလိုအပြောင်းလဲကာလမြန်မာနိုင်ငံရေးရဲ့အပြောင်းလဲတွေကြားမှာအငင်းဖွားပွဲရာဝေဖန်ချက်တွေထောက်ခံမှုတွေနဲ့အတူရပ်တည်ခဲ့သူဖြစ်ပါတယ်သူရဲ့ဖြစ်ရပ်ဟာမြန်မာနိုင်ငံရေးသမိုင်းမှာစစ်ဘက်အရက်ဘက်ဆက်ဆံရေးဘာသာရေးကိုနိုင်ငံရေးလက်နက်အဖြစ်အသုံးချမှုနဲ့ရန်ညိုးဖွဲ့တရားစီရင်ရေးတွေရဲ့ထင်ရှားတဲ့ပြရုပ်တစ်ခုအဖြစ်ကြံရစ်နေပါတော့တယ်အညှိုးကြီးပြီးရက်ဆက်တဲ့အာဏာရှင်တွေပေးတဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့်ရဲ့နောက်ွယ်မှာသူတော်ဦးအောင်ကိုဘာတွေပေးဆက်ခဲ့ရပါသလဲဘာတွေဂရုပြုခဲ့ရပါသလဲဆိုတာကတော့ကာယကရှင်ကိုယ်တိုင်သာအတိဆုံးဖြစ်ပါလိမ့်မယ်စိန်ခေါ်ပါစိန်ခေါ်ပါလေစိန်ခေါ်ပါစိန်ခေါ်ပါလေစိန်ခေါ်ပါစိန်ခေါ်ပါလေ